ဒါရင်းနှီးချောင်းလေးချပါ ရေနွေးကဟိုးနဲ့မဟုတ်တော့ဘူးဗျာခွက်နဲ့ကိုယ်တိုင်ကိုစနေဖြစ်သွားပြီလေ ဟေးဘလို့ ဟုတ်ကိုယ်တိုင်ကိုစနေဖြစ်သွားပါပြီဗျာ ဒုက္ခဘလို့ဖြစ်တာတော့ အော်ဒီလိုဦးလေးရေဆိုင်ကိုကြက်ကြက်နနလေးပြင်ဆောက်ပြီးကြတဲ့အဲ့စနစ်လေးလှုပ်လိုက်တာဦးလေးမသိလို့မျိုးတဲ့ဆိုင်တော်တော်များများလည်းအဲ့လိုလုပ်နေကြပြီ ကဲလေကွာရေနွေးလေးနားလေးယူရယူပေးကြမှာကွာအမှန်ကြီးရတယ်မို့ နေနောက်တစ်ခါကျရင်လည်းထပ်တောင်းနေအောင်ပါပဲငါတို့ဝမ်းကိုအဲ့ရင်းနှီးအိုးရင်းသားရွှေ့လိုက်တော့ ဘလို့ကိုရိုင်းယူစနစ် ဟုတ်ပါဟာ လက်ဖက်ရည်ဆိုင်ကျတော့အကုန်လုံးအမျက်ယူထားပြီးဒီရေနွေးလေးတိုက်တာကြမှာကိုရိုင်းယူစနစ်ဟဲ့လား အဲ့ဒါပြောတာအရင်တော့အများဆိုရင်းနှီးချမ်းတအိုးပြီးတအိုးလာချပေးတာမထတန်းတောက်လို့ရတယ်အခုကျမှကိုယ်တိုင်ယူစနစ်တယ်ကြားကြဘူးပါ ဟဲ့မဟုတ်တာတော့ရေတဲ့ကိုလက်ဖက်6လေးခတ်တိုက်တာလေလက်ဖက်6ကဘလောက်များသေးကြီးနေလို့တော့ဒီရက်ကွက်ထဲမှာဒီဆိုင်လေးဖွင့်ပြီးဒီလောက်ချမ်းသာလာတော့ခါတော့များလောပစောကိုတက်တာဘာကိုပြောမှမချိန်နိုင်ဘူးပြောပါဦးရေနွေးကြောင့်ကိုယ်တိုင်သွားယူစနစ်လေးဖြစ်သွားတဲ့အကြောင်းတရားလေး အော် ဟေးပုံမှန်အချိုချော့တစ်ခွက်အနီမို့အချိုချော့လို့ပြောပြအောင်နင်းဆိုင်ရတအားချိုးတာအားချိုကြောက်တယ် ဆိုင်မှာမမိုးစင်ပြောင်းလုပ်ပေးလိုက်နော်အချိုးရှော့အေးကြောဒီလိုမမိုးရေမျိုးတွေကလက်ပြည့်ဆိုင်တော်တော်များများလဲကိုရိုင်းယူစနစ်လှုပ်ထားတော့ကျမလည်းလိုက်လုပ်ကြည့်တာပေါ့ ယူတဲ့ကယူတာကိစ္စမရှိဘူးတို့ရက်ကွက်ထဲဆိုင်ရဘာကိစ္စကိုယ်တိုင်ယူရတာတော့ ဒီလိုရှိတယ်လေမမိုးရဲ့ရေနွေးဦးလေးဒီလိုလေးတည်ပြီးချလာတော့တသက်ရဲ့ရှိသလားလို့ပါ မလေးလက်ဖက်6တို့မီတို့ကုန်မှာကြောက်တာမလားညီ ဟုတ်ပါဘူးမမိုးရဲ့ရှေ့ဆောင်တွေရဒီလဲရောက်တော့မှာဆိုတော့ပူတယ်လေဝန်ထမ်းတွေတက်တာအောင်လို့ပါ ဟုတ်ပါပြီထားပါတော့ရေနွေးချက်ကိုယ်တိုင်ယူစနစ်ကဟဲ့လက်ဖက်ရမရသေးဘူးဟဲ့လက်ဖက်ရနေပါဦးပြောပါဦးမယ်ဆိုင်မှာ TV တို့ဘောပွဲတို့မပြတော့ဘူးဆို အော်မမိုးရဲ့ကျမဆိုင်ဆောက်တာကြာသွားပြီလေ ချိုချော့ပါဆိုပြော ဆိုင်ဆောက်တာလည်းကြာသွားပြီလေပြီးတော့အမှ TV တွေလည်းမတက်မိဘူးမေ့နေတာကန်တယ်ပလက်ကလည်းတက်တန်းကုန်သွားပြီလေအားကြောင့်ပါ ညီနာညီလို့မလားတဖြည်းဖြည်းနဲ့ညီစီးကုန်တယ်နော်ရက်ကွက်ထဲကြီးပွားချမ်းသာလာပြီးတော့ဒီလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီးတော့ ဟုတ်ပါဘူးမမိုးရဲ့ရက်ကွက်ထဲကအိမ်တိုင်းလိုလိုကန်တယ်ပလက်တက်ထားရလေအားကြောင့်ကျမလည်းကန်တယ်ပလက်မတက်မိတော့ဘူးအားကြောင့်မှနိုင်ဖိုင်းလည်းရှိသားလို့ဘလုံးမပြတော့ လေနာညီလည်းဆိုင်ပိတ်ပြီးအိတ်နေလေဆိုင်ကိုမဖွင့်တော့နဲ့ ပေါ့စီသားမမိုးပေါ့စီချရဲ့နော်ချက်သားမလားမမိုးချက်သားကျမကျွေးမယ်မမိုးနော်တော့ လက်ကားပါယောက်ျားရဲ့အစီးကုတ်တာပါတဲ့ဘာပြောတယ်မတော့ကန်တယ်ပလက်တက်တမ်းမတိုးရသေးလို့တဲ့ဘယ်ဟုတ်မတော့ TV 3လုံးလာအရင်တော့လက်ဖက်ဆိုင်အသေးတော့သူတို့ချိတ်ထားအကုန်ဖြုတ်ထားတာ TV တစ်လုံးမှမချိတ်ထားဘူးသဘောကတမင်မပြတာမလေးတော့ခါတော့များနော်လက်ဖက်ဆိုင်ဖွင့်ပြီးကြီးပွားသွားတော့ဟိုဘက်က40 60တကွက်လုံးဝယ်ပြီးလက်ဖက်ဆိုင်ကြီးဆောက်ချတာနော်ဆောက်ပြီးအမှ TV ကျတော့မပြဘူးတဲ့ဘောပွဲကျတော့မပြဘူးတဲ့ အေးပရီမီယံလိဘောလုံးပွဲတွေကလည်းစတော့မှာဘာလို့မဘောလုံးပွဲကြည့်ကြတာတော့ဘယ်သွားကြည့်လို့ကြည့်ရမှာမသိဘူး ဟုတ်တော့အိမ်မှာကနေပလက်ရဲ့အိမ်မှာကြည့်လေယောက်ျားလေ ဘယ်တူမရောမိမရဲ့ဘောလုံးပွဲကြည့်တယ်ဆိုတာတငယ်ချင်းပေါင်းတင်နေကြည့်မှာကောင်းတာဟာတယောက်တည်းကြည့်လို့ဘယ်လိုလုပ်ကောင်းမှာတော့ ဆိုဖာ3လုံးခုံထုတ်2ယောက်3ယောက်4ယောက်5ယောက်6ယောက်ခေါ်လာပြီးကြည့်သမှာကိုအိမ်ကို ဖြစ်ပါဘူးဟာငါတို့ကဘောလုံးပွဲကြည့်ဒီတိုင်းကြည့်ကြတာမဟုတ်ဘူးကော်ဖီလက်ဖေးလေးရင်နွေးချမ်းလေးတောက်ကြစားကြရင်လည်းဘေးလေးကားလေးကအော်ကြသေးတာမင်းနောက်ဆက်ဖြစ်နေပါမယ်ကွာ မဖြစ်ပါဘူးအဲ့လောက်ထိကျုပ်သဘောထားမသေးတိမ်မှုခေါ်ခဲ့မလေးရေနွေးချမ်းနဲ့ကြိုက်တော့ကြိုချက်တော့မတုတ်စမ်းမှလက်ဖက်လေးပါလေမလေးလှုပ်ပေးမယ် မင်းတကယ်ပြောရနော် လေးစိတ်ချဘာတဲ့ကိုလာယူစနစ်စီကိုစီကုတ်တယ်ငါလက်ဖေးဆိုင်ကိုဖွင့်လိုက်ချင်သေးတယ် See this shot. ဘောလုံးပွဲကြည့်ရဆိုအဲ့လိုကန်တယ်ပလက်ဆက်နေကြည့်မှကြည်တော့ရှင်းလိုင်းကိုမထစ်ဘူးပြို့အဲ့ဒါပြောတာ ကန်နီပလတ်ကဒီပရီမီယာလိနဲ့မဟုတ်ဘူးချန်ပီယံလိယူရိုပါလိကွန်ဖရင့်လိအကုန်လုံးပြတာမြန်မာနိုင်ငံမှာလည်းဒီတအိုးတဲ့မိုဘိုင်းကွန်းနဲ့တရားဝင်ပြတဲ့ရုပ်တံလမ်းရတယ်ဒီကန်နီပလတ်ချက်ခုလည်းရှိတာဟုတ်အော်မိမကြီးဒီနေ့ကျနေပါလေလောက်ပါအောင်ဟာ အခုဝဲတာ အေးလေးပါလေပြင်နိုင်မှာတော့လုပ်လေကြည့်ခွင့်မပိတ် လိုက်လေထဲမှာကျုပ်ကလည်းဖုန်းကြည့်နေရလာပြီရင်သွေးကြောင်းဒီမှာလက်ဖက်တုတ်ကလေးရော မိမလက်စားလေးကော်ဖီလေးဖြော်လိုက်ပါ လက်ဖက်တုတ်ထားလေကော်ဖီကထွေအောင်မလား ဟာအေးချင်းလေး ဟောဟဲ့တော်နေကြလို့တောင်းတော့ကိုလူအာမနာနဲ့ကိုစီအာမနာနဲ့ ဟုတ်ကဲ့ပါ ကော်ဖီအေးလိုက်အောင်မနော်ယောက်ျား အေးမိမအိတ်နဲ့အခုကလေးဟာအော်တော့ဝဲကန်လိုက်တယ်ကွာဟာတော့ ဒီဘက်ကလေးရှိလို့ရနေတဲ့ခါပါ ဘယ်သွားနေရတော့ ဟိုအလွတ်ကြီးလေ ဒါပဲ မပုတ်ရေကျမဆိုင်လေတနေ့လူပါလာသလားလို့ ပါမှာပေါ့ညီကဘောပွဲမှာမပြတာ ပြဦးဆိုတာလေဘဝဲပြရင်နားကြီးလို့ပါအဲ့ဒါနားရေးပါရှင်ပြီးရောဆိုပြီးတော့
ကန်နယ်ပလက်ကိုတက်တန်းမတိုးဖြစ်တာတိုးမှာပါဖြစ်သေးပါဘူးကန်နယ်ပလက်တက်တန်းတိုးကြပါအောင်ဟာတက်တန်းတိုးကဘယ်လောက်တော့ ဘလောက်မှမရှိဘူးဟိုတိုးကိုတန်းနဲ့ကန်နပလတ်မှာ3လ6လ12လတက်တန်းတိုးတဲ့လူတွေအတွက်အထူး promotion တွေရှိတယ်9000ခုပဲတိုးခဲ့တာ ဟုတ်လား တဲ6လလုံးအဝါကြည့်ဖို့ဆိုရင်8500ကျပ်ပဲကြာတာနော်စက်တက်တန်းရှိတဲ့လူတွေအတွက်ကဖုန်း tablet smart TV ကြိုက်ရတစ်ပိုက်စလုံးနဲ့အပိုးကြည့်လို့ရသေးတယ် ကောင်းလိုက်တာအေး TV တွေဖက်ဝယ်အောင်ပါပဲ အေးစက်သစ်ဝယ်တဲ့လူတွေအတွက်သတင်းကျ promotion အောက်တိုဘာလတစ်လလုံးကြာအောင်ပါနော် ဟုတ်လား ဟုတ်တယ်16900တန်း line အားလုံးပါတယ်ထူးရှယ် package တစ်လစာဝယ်ရတဲ့29990တန်းကန်နယ်ပလက်ဆက်ကို16000နဲ့ရအောင်ပါ ဒီရလောက် လိုက်တော့ ကန်နယ်ပလက်မြင်မြင်တက်ကြဟေး ပုံမှန်ချောချောလေးတစ်ခွက်လောက်ဟေးရင်နှွေးချအောင်ပေါ့တော့ယူလိုက်အောင်မ ဒီလိုနဲ့မမို့ရင်းနှီးချလေးချပေးလိုက်ပါဦးဟေး ချပေးနေလား ပြန်ချပေးနေပြီပြန်ချပေးနေပြီ မမလေးကန်နယ်ပလက်ကလာတဲ့ဇလန်တိုးလိုက်တဲ့ဇဲမမကြည့်အောင်ဘောပွဲစစပဲ ပူနေတော့မမို့ရေမပူနေတော့ဒီမဲ့ကန်နယ်ပလက်တက်တန်းလေးတိုးထားပြီးပြီအရှိမပြဖို့ TV အသေးတစ်လုံးမှဝယ်ထားပြီးပြီတော့ လွတ်လိုက်မယ်နင်တို့လည်းဖေးစား လွတ်လိုက်ဦးလင်းတို့ဦးတို့တစ်ဖွဲ့လုံးပြောပေးအောင်နော် ပြန်မလာလေကောင်းလေမလေဟဲ့ရင်နှွေးချလောအောင်လော လုံးပါဝဲမမို့မြင်မြင်လေးလောက်ပါအောင်လက်ဖေးတို့ညီတို့ကျန်တော့ If he's not picking up, something's wrong. Just grab all the cash in jaws and get the fuck out. ကိုလူကိုစီလာနိုင်ဝက်လောက်ပဲလို့တော့တယ်ဒီနေ့ကတော့ပွဲကြီးပွဲကောင်းပဲမိမရေလွှဲချလေးပါလုံးဟာ ဟမ်ကိုရန်ယူစနစ်ကိုရန်ယူစနစ် လူရွေးချင်တာတိတ်မကောင်းလက်ဖက်ချောက်ကဘယ်နားမှာတော့ ကိုရန်ရှာစနစ်ဟေး ဓာတ်ပူတဲ့ရေနွေးလည်းမရှိဘူးလေ ကိုရန်တဲ့စနစ် ရှင်နေမကောင်းလက်ဖေးတိုင်းမှာတော့အဲ့မှာလည်းကနေပလက်တက်ထားပြီလေဒီမှာလက်ဖေးတိုင်းသွားတယ်အောင်မယ် ပြန်ကုန်လာနဲ့ နမစန်တဲ့လက်ဖေးရေးစားအလွန်ကဖီလိုပိတ်ထားတယ်ဝေး